Some girl crossed you. Christ! I needed him alive. ဒီဟာသားရုပ်ရှင်အစမှာ Phoenix တန်ဆိုတဲ့တခုနှစ်ဟာဗန်တိုက်ကြီးတစ်ခုကိုဓမြဝင်တိုက်နေတုန်းတန်းလန်းတနေရာကိုထွက်ပြီးစကားများနေကြတယ်စတန်ကသူတို့ခေါင်းဆောင်ပါကာကိုသိမ့်မယုံဒါကပါကာနဲ့ပထမဦးဆုံးအလုတ်တွဲလုပ်ခဲ့တာဖီကတော့စတန်ကိုသူ့တငယ်ချင်းအရင်ဖြစ်လို့ပါကာကိုအပြည့်ယုံတယ်လို့ပြောတယ်အဲ့ဒီချိန်ပါကာဝင်လာပြီးစတန်တို့ပြောနေတာအကုန်ကြားသွားပါတယ်ပါကာကစတန်ကိုမင်းကိုငါကဒီခေါ်လာခိုင်းတာအလုံးမပြင်းမချင်းဘသူ့ကိုမှပြန်ခံမပြောနဲ့နေတဲ့ထိုင်ထိုင်အောင်နေရမယ်မင်းကိုမှရိုင်းနေဆိုပြီးမန်နေဂျာကိုရှောက်ပြစ်လို့မရဘူးကွာငါကသွေးထက်တိုင်ကိုမလုပ်ချင်ဘူးမင်းသားမန်နေဂျာကိုတတ်လိုက်ရင်ဘသူကမိကန်တက်တာကိုဖွင့်ပေးမှလဲလို့ပြောလိုက်တယ်ပါကာကစတန်ကိုတိတ်တိတ်နေပြောစကားနားထောင်ပြီးသူ့နားမှာနေဖို့ပြောပါတယ်နောက်ဆုံးတော့ဝိုင်းပါကာရဲ့စကားစတန်သဘောပေါက်သွားတယ်အဲ့ဒီနောက်သူတို့၃ယောက်အပြင်ကိုထွက်လာတော့ဖွဲ့ဝင်ဇန်ကမိကန်တက်တာကိုဖျက်နေတာတွေ့ရတယ်ကျန်တဲ့ဖွဲ့သားတွေလည်းအများကြီးပဲပါကာကမန်နေဂျာကိုမျက်နှာချစ်ဆိုင်ပြီးဒါကမင်းပတ်စံတွေမဟုတ်ဘူးငါတို့ညှိထားတာဒါမျိုးမဟုတ်ဘူးလေအလုံးမှာမင်းနဲ့ဖောက်ပြန်နေတဲ့မိန်းမတယောက်ရှိကိုရှိရမယ်ဂျာကြီးကအမျိုးသမီးတယောက်ကိုပြတယ်သူလက်ထက်ချင်တဲ့အထိကြိုက်နေတဲ့အမျိုးသမီးရှိမှာခက်လွယ်လွယ်ညံ့ခံပြလို့မရဘူးတဲ့ပါကာကဒါဆိုဒီလိုလို့အဲ့ဒီမျိုးသမီးအထင်ကြီးသွားအောင်စတန်ဆိုတဲ့ကောင်ကိုတွားပြီးထိုးလိုက်ဟိုကောင်မင်းကိုပြန်ချစေရအောင်ဒါဆိုရင်မင်းကောင်မလေးရှိမှာသူရဲကောင်းဖြစ်ပြီးပြီးရင်တော့ဘန္နာတိုက်တကားကိုဖွင့်ပေးလို့ညှိလိုက်ပါလေဂျာကြီးလည်းဒီကြံကိုသဘောကျပြီးစတန်ကိုမပြောမဆိုနဲ့သွားထိုးချလိုက်တယ်ဟိုကောင်ကဘူးမသိဘာမသိနဲ့ခံလိုက်ရတယ်ချစ်တဲ့သူရဲ့ရှိမှာသူရဲကောင်းဖြစ်သွားတဲ့အခါပါကာကဘန္နာတိုက်ကိုဖွင့်ခိုင်းလိုက်ပါတယ်အဲ့ဒီချိန်ဘန်ရဲ့အပြင်မှာတော့ဘန်ဝင်တဲ့ဂျိုးကသူ့မိသားစုနဲ့တူအပြင်ထွက်လာတော့ဘန်ရှိကသူတို့ကားတွေမဟုတ်တဲ့ကားနှစ်စီးကိုသတိပြုမိသွားတယ်သူဝင်ကြည့်လိုက်တော့ဓမြတိုက်နေတာတွေ့ရတယ်ဂျိုးကသူ့အတွက်ပတ်စံနဲ့ခိုးဖို့ဆုံးဖြတ်လိုက်ပြီးကားတွေကတနက်ကိုသွားရှူလိုက်တယ်ဓမြတွေပတ်စံယူပြီးထွက်လာချိန်မှာဂျိုးကဥအောင်ပစ်ချလိုက်လို့စတန်ပေပြီးဖီးတယောက်ဒဏ်ရာရသွားပါတယ်ဂျိုးကပတ်စံရင်တစ်လုံးကိုယူပြီးသူ့ကားထဲကိုဝင်ထွက်ပြေးတယ်ပါကာကတော့ဂျိုးကိုလိုက်ပြီးပစ်တာပေါ့ဂရုံးပေါ်ထိတ်ခွက်တာမျိုးသူ့အကြောမခံချင်တာနဲ့နောက်ကနေအတင်းလိုက်ပြီးပစ်တယ်ဂျိုးဟာကားကိုစွမောင်းပြေးရင်ကညင်းပြန်ခွင်းတစ်ခုတည်းကန့်လန့်ဖြင့်မောင်းချမိသွားလို့ညင်းတွေအကုန်လုံးပြိုလဲဂျော်ကီတွေရောကားရောညင်းပါတိုက်ခံလိုက်ရတယ်ဝေုံတော့ကဖြစ်ပြီးပြိုင်ပွဲပြက်စီးသွားရတယ်မြင်းတကောင်ကကားကိုဝင်တိုက်လိုက်တော့ကားလည်းလက်ထွက်ပြီးရက်သွားတော့မှဂျိုးကအပြင်ထွက်တနက်နဲ့ပါကာကိုပြစ်မဲ့ကြံတော့သူ့နှစ်ဖူးပဲကြီးစံရင်ထိပြီးပွဲချင်းပြီးသွားပါတယ်ပါကာကကားတွေကိုအမြန်ဝင်ပြီးပတ်စံအိတ်ကိုပြန်တောင်းတယ်တစ်ဆက်တည်းဂျိုးရဲ့မိသားစုကိုကြည့်ပြီးသနားတာနဲ့ဒေါ်လာ1000နဲ့တစ်ထုပ်ကိုလှမ်းပေးပြီးရဲတွေတီးသွားရင်အကုန်ပြန်ယူသွားမှာနော်ဝတ်ထားလို့တော့ပြောသွားသေးတယ်သူတို့စတန်ရဲ့လောင်းကိုတဲပြီးဇံမောင်းလာတဲ့ကားနဲ့အဲ့ဒီနေရာကနေခတ်တွတ်ထွက်ပြေးလာကြပါတယ်သူတို့ရဲ့ခြေဆိုင်စခန်းကိုပြန်ရောက်တော့ဒဏ်ရာရနေတဲ့ဖီကိုဆေးကုပေးကြတယ်သူတို့အားလုံးပေါင်းပြီးဒေါ်လာ4သိန်းလောက်ခိုးခဲ့ရတယ်နောက်ထပ်လုပ်တွေဆက်လုပ်ဖို့စီစဉ်နေကြတယ်ဒီအချိန်မှာဇန်တယောက်သူ့ဝက်စားတွေကိုများရှိမှချွတ်ချလိုက်လို့သူတို့တွေဟီဟီဟာဖြစ်သွားကြတယ်ကျန်တဲ့ကောင်တွေက hot body ကိုကြည့်ပြီးသဘောကျနေခြင်းပါကာကတော့ဒီလိုလုပ်တာထူးဆန်းတယ်လို့ထင်နေတော့ဇန်ဟာသူ့ဖွက်ထားတဲ့တရက်ကိုစွတ်ထုတ်ပြီးပါကာကိုပစ်ချလိုက်တာအရှောင်မြန်လို့ပါကာလွတ်သွားတယ်ကျန်တဲ့သူတွေအားလုံးကတော့ဇန်လက်ချက်နဲ့သေဆုံးသွားပါတယ်နောက်ဆုံးတယောက်ကိုပြစ်ချနေတော့ဇန်ကအများကောင်းကျိုးအတွက်ပါဆိုလို့ထူးထူးဆန်းဆန်းပြောလိုက်သေးတယ်နောက်ဆုံးကြံတဲ့ပါကာကတော့ဒဏ်ရာနဲ့မြစ်တဲ့ကိုခုန်ချလွတ်မြောက်သွားပါတယ်တပည့်ကြာမှာကင်းဆိုတဲ့လူတယောက်သူ့ boss မာဖီးယားတထေးသိအန်ဒီယယ်များတဲ့နယူးယောက်မာဖီးယားခိုင်းကောင်းဆောင်အကေတဲ့ခန်းထဲမဝင်ပြီးသူ့ဝတီတိုင်းရှေ့ကစီးမလေးကိုကျူလိုက်သေးတယ်နောက်တော့သူ့ boss နဲ့လှုပ်လှုပ်နေတဲ့ boss ကိုဆိုတဲ့ရေးကြီးတဲ့လူတယောက်ကိုနှုတ်ဆက်လိုက်သေးတယ်ကိန်းကကေတက်ကိုလွန်ခဲ့တဲ့တစ်ပတ်တုန်းကဘန်တစ်ခုဓမြတိုက်ခံလိုက်ရတယ်အဲ့ဒီထဲမှာခမရရဲ့မိတ်ဆွေဟောင်းကြီးပါကာပါနိုင်တယ်လို့ပြောလိုက်တယ်ကေတက်ကတော့မယုံလွန်ခဲ့တဲ့3နှစ်ကသူကိုယ်တိုင်ပါကာကိုတက်ခတ်ပြီးပြီလို့ပြောပေမဲ့ကိန်းကသူ့သတင်းပေးကမျက်နှာမမြင်ရပေမဲ့ပါကာရဲ့အတန်ကိုတော့သေသေးချာသိတယ်တချိန်ကအလုတ်တူတွဲလုပ်ခဲ့ဘူးတယ်လို့အခိုင်အမာပြောလိုက်တော့ကေတက်မူပြတ်သွားပါတယ်ပါကာသာအသက်ရှင်နေငါတို့ရဲ့နောက်စီဇန်သက်မှာပြဿနာတွေရှိနိုင်တယ်မင်းရဲ့အလုပ်ကိုသွားလုပ်တော့လို့ကိန်းကိုဟောက်ပစ်လိုက်ပါတယ်တခြားတစ်ပတ်မှာတော့ပါကာတယောက်ဟိုတယ်ခန်းတစ်ခုမှာနိုးလာတော့သူ့ကိုယ်မှာဒွတ်သွင်းလျက်တန်းလန်းကြီးဒါသူတဲနေကြဟိုတယ်မန်နေဂျာဒန်နယ်ကသူ့ကိုစေးကုပေးထားတာပါကာကအခန်းကိုကြည့်ပြီးသူတဲနေကြအခန်းနံပါတ်7မဟုတ်ဘူးလားလို့အရေးတကြီးမေးတယ်ဒန်နယ်က7မှာစုံတဲ့တွဲလာအောင်နေလို့ဒီမှာထားပြီးဆရာဝန်ခေါ်စေးကုပေးထားတာလို့ပြောပြပြီးသူ့ကိုနားယူဖို့ပြောခဲ့တယ်
ပါကာကတော့နာကျင်နေလက်နဲ့အခန်းထဲကနေထွက်အခန်းစနစ်တကားကိုအတင်းတွန်းဖွင့်ပြီးချီလူနေတဲ့စုံတွဲအရှိန်ပြက်အောင်ချင်းချောင်းမောင်းထုတ်လိုက်တာကိုရောကျော်ကသူ့စော်ကိုပစ်ပြီးသူ့လက်ဖွားလေးနဲ့မတော်ရာကိုဖုံးပြီးအတင်းထွက်ပြေးသွားတယ်အဲ့ဒီအခန်းရဲ့နိုင်ငံမှာသူဖွက်ထားတဲ့တနက်နဲ့ပတ်စံတွေနိုင်ငံကူးလက်မှတ်တွေကိုရိုက်ထုတ်ယူလိုက်တယ်ထွက်ပြေးသွားတဲ့ကောင်ရဲ့ဘောင်းမီကိုယူဝစ်ပြီးထွက်လာမန်နေဂျာလန်ဂျာလာကြည့်တာနဲ့တိုးတော့သူကပုံမှန်အခန်းကရဲ့ဆရာဝန်စရိတ်ရဲ့အခန်းပျက်စီးသွားတာတွေအတွက်ရဲ့ငွေမြများပေးပြီးထွက်လာခဲ့ပါလေဟိုကောင်ဘောင်းမီရဲ့ထဲမှာကားတော့ရှိနေလို့ကားကိုပါအစ်စ်ခိုးသွားပါတယ်နောက်တော့ပါကာကဖီးရဲ့ဇနီးအေဗာရဲ့အိမ်ကိုတန်းသွားတော့အိမ်ရှိမှာကလေးတွေစော့နေတာတွေ့ပြီးမေးကြည့်လိုက်တဲ့အခါအေဗာနဲ့ဖီးတို့ကကလေးမရနိုင်လို့သူတို့ကိုမွေးစားထားတာတဲ့ဒါပေမဲ့ဘယ်သူမှမပြုံးနိုင်ပါကာတယောက်တည်းလာတာဆိုတော့သူခင်မော်ဖီသေပြီးဆိုတာအေဗာချက်ချင်းနားလိုက်သွားတယ်ပါကာကဗန်တပြတ်တက်ပြီးအပြန်ဇန်ဆိုတဲ့မိန်းမကတဖွဲသားလုံးကိုတက်ပစ်လိုက်ပြီလို့ပြောပြတယ်တကယ်တော့ဇန်ကိုဖီးကပဲအဖွဲတဲ့ကိုခေါ်လာခဲ့တာဒါကြောင့်ဇန်ဘဲကလာတယ်လဲဘယ်သူလဲဆိုတာပါကာသိချင်တယ်အဲ့ဒါမှဇန်စီကနေပတ်စံတွေပြန်ယူပြီးအေဗာကိုပေးနိုင်မှာမလားအေဗာကရှင်တို့ဒီလောက်ရက်တွေရက်တင်ပါပြီလို့ဆိုပေမဲ့ပါကာကဘဝမှာလူတိုင်းအလုပ်တစ်ခုတော့လုပ်ရတယ်ကျုပ်ကဒါပဲလုပ်တတ်တာလေဗျာနောက်ဆုံးအေဗာက Reggie Wright ဆိုတဲ့လူကိုရှာဖို့ပြောပြီးပါကာထွက်သွားချိန်မှာဖီးနဲ့သူ့အတွက်ဇန်ကိုတပ်ပေးမယ်မဟုတ်လားလို့ဂရီတောင်းလိုက်ပါတယ်ဂယ်ရီဆိုတဲ့သူကတော့တိတ်မောင်ပြင်းတဲ့ပြဆက်သမားပါသူ့ပြဆက်ရုံက9နှစ်ကြာလဲပတ်နေပေမဲ့လာကြည့်တဲ့သူမရှိဒါကိုဆက်ပြီးလဲပတ်နိုင်လို့ပတ်စံတွေဘဲကရတယ်လဲလို့အစိုးရရာရှိတယောက်ကလာမေးနေတယ်ဒါလို့ဆိုရင်ဂယ်ရီဟာသခိုးတမျှဖြစ်ပြီးဆိုတာသိလောက်ပါပြီဒါကြောင့်လဲပါကာနဲ့တွဲလောက်တာအထူးပြောစရာမလိုတော့ပါဘူးပါကာကအခုသူဂျာစီစစ်တီမှာဇန်ကသူတို့ကိုသစ္စာဖောက်လိုက်တာလို့ပြောပြပြီး Reggie Wright ဆိုတဲ့လူအကြောင်းကိုမေးတယ်ဂျယ်ရီကလည်းပတ်စံပြက်လာလို့ဂွန်ကြီးကြီးတစ်ခုမှပါချင်နေတာဆိုတော့ပါကာကငါစီမှာရှိတယ်လို့ပြောလိုက်ပါတယ်ညနေရောက်တော့ Reggie Wright တယောက်သူ့ပြောမဲလေးတွေကိုနှုတ်ဆက်ပြီးကားပေါ်ကိုတက်လိုက်တော့ရင်ပေါင်းနေရာမှာပါကာကအစားဝင်ထိုးနေပြီးပြန်ပေးဆွဲလိုက်တယ်ပါကာကမင်းပဲဇန်နဲ့ဖီးကိုမိတ်ဆက်ပေးခဲ့တာဇန်ကဘသူလဲလို့မေးရင် Reggie ကိုချင်းချောက်ဖို့တနက်တစ်ချက်ပါပြစ်ဖောက်ပြလိုက်သေးတယ်Reggie ကဇန်ဆိုတာတိတ်အန်ဒီရများတဲ့မိန်းမတောင်အာဖရိကလက်ရှိအာဏာရှင်တယောက်စီမှာအရင်ကကိုရန်တော်လုတ်ခတ်ပူပြီး3-4ချိန်လောက်ဓမြတိုက်ခန်းခဲ့ဘူးတယ်လို့ပြောပြတယ်ဒီအချိန်ပါကာကငါတို့နောက်ကိုလိုက်လာကြပြီလို့သတိပေးတယ် Reggie ကဇန်ကငါတို့ကိုတတ်ဖို့လူမိုက်တွေလွတ်လိုက်တာဖြစ်ရမယ်လို့ကြောက်အားလန်အားပြောပြနေတော့သူတို့ရဲ့ကားနှစ်ချက်ဆင့်တိုက်ခံလိုက်ရတယ်တနတ်သမားတွေအများကြီးကသူတို့ကားကိုပြစ်ခတ်တော့ Reggie သူကားထဲမှာတင်ဇီဝင်ကျွေသွားပါတယ်ကားနောက်ခဲမှာရှိတဲ့ Reggie ရဲ့ driver စီမှာတနက်ဆောင်ထားမှန်းသိလို့ပါကာကနောက်ဖုံးတကားကိုဖွင့်ပေးလိုက်တော့ driver လည်းသူ့ကားကိုပြစ်နေတဲ့သူတွေကိုတတိုင်းတိုင်းပစ်ချတယ်လက်ရည်ကောင်းပေမဲ့သွေးယူသွေးတန်းခလုတ်ဆွဲလိုက်တဲ့ straight bullet တွေကသူ့ကိုမှန်ပြီးသူလည်းသူ့ဆရာနောက်အဖော်လိုက်သွားရတယ်ပါကာကတော့နောက်ဆုံးတစ်ယောက်ကိုအရှင်ဖမ်းနိုင်လိုက်ပြီးဇန်ရှိတဲ့နေရာကိုမေးပြီးလိုက်လာခဲ့ပါတယ်ပါကာရောက်သွားတော့ဘော့စကိုဆိုတဲ့လူနဲ့ဇန်တို့နောက်ထပ်အလုပ်ကြောင်းညှိနေတဲ့ချိန်ပါကာကတွေ့ချင်းဇန်ကိုတနက်နဲ့ချိန်ပြီးသူတို့ရဲ့ငွေတွေကိုပြန်တောင်းတယ်ဇန်ကသူ့ကိုသုံးလိုက်ပြီးတဲ့ဒီချိန်ဘော့စကိုကပါကာကိုအလစ်တွယ်ဖို့ကြိုးစားလို့ပါကာကလည်းသူ့ကိုလေးချက်စပစ်ချလိုက်တယ်ဒါကိုမြင်တော့ဇန်တိတ်ကိုဒေါသထွက်သွားပြီးပါကာနင်ယူနေတာပဲဒီလူကငါ့ကိုဂွင်ကြီးကြီးဓမြတိုက်မဲ့အစီအစဉ်ချပြနေတာတဲ့ငါအဲ့ဒီလူကိုရဖို့ဘဏ်ကရလာတဲ့ဒေါ်လာ4သိန်းအကုန်ခံထားရတာလို့မြက်ကလူးစံပြပြောပြတယ်ပါကာကဘလို့ပစ္စည်းကိုခိုးဖို့လဲလို့သေချာအောင်မေးတော့မှဇန်ကလုံခဲ့တဲ့၄လကကျမတို့နိုင်ငံရဲ့အာဏာရှင်ဂျဲလာကဒေါ်လာ1ဘီလီယံတန်ဖိုးရှိတဲ့ရတနာတိုက်ကိုရှာတွေ့ခဲ့တယ်။အဲ့ဒီရတနာတိုက်ကိုရေအောင်မြုပ်နေတဲ့တမောကြီးတစ်စီးကနေဖဲ့ယူခဲ့တာ။အာဏာရှင်ကဒါကိုအမျက်နှစထွက်ဖို့စဉ်းစားတယ်။ဒါကြောင့်သူကအများကောင်းကျိုးဆိုတဲ့ခေါင်းစဉ်တက်ပြီးရတနာတိုက်ကိုဒီကမ္ဘာလုံးမြင်နိုင်ဖို့အရင်ဆုံးအမေရိကန်ပြတိုက်ကိုပို့မယ်။ပြီးရင်သူကအဲ့ဒါတွေကိုအဖွဲတစ်ဖွဲပြန်ငှားပြီးပြန်ခိုးခိုင်းခဲ့တယ်။သူကတော့နင့်နာသူပေါ့ပြီးရင်ပြန်ခိုးထားတဲ့ရတနာတွေကိုတရားမဝင်ရောင်းချမယ်နိုင်ငံတကာမျက်နှာစာမှာသနာလဲခံရသူလဲပိုချမ်းသာအောင်စီစဉ်ထားတယ်တဲ့ဇန်ကအဲ့ဒီရတနာတွေကိုသူ့နိုင်ငံသားတွေကိုကူညီဖို့အတွက်ပြန်ခိုးဖို့လုပ်နေတာပါဒါကြောင့်သူကအများကောင်းကျိုးလို့ရေရွတ်ခဲ့တာမှတ်မိပဲထင်ပါတယ်ဒီတော့ပါကာကအာနာရှင်ကဘသူ့ကိုခိုးခိုင်းမှလဲလို့မေးလိုက်တော့ဇန်က outfit လို့ခေါ်တဲ့အဖွဲ့ကိုခိုးခိုင်းပါတယ် outfit ဆိုတော့တကယ်တော့ကေဆက်ရဲ့အဖွဲ့ပါအဲ့ဒီရတနာတိုက်ဆိုတာဒေါ်လာ300တန်ဖိုးရှိတဲ့ကြီးမားတဲ့ရုပ်ထုကြီးဖြစ်ပြီးအဲ့ဒီရုပ်ထုမှာပဲနောက်ထပ်ဒေါ်လာ300တန်ဖိုးရှိတဲ့ရတနာတွေရှိတယ်သူတို့ကပေါင်းဆိုတဲ့လူကိုရောင်းချဖို့လုပ်နေတာလို့ရှင်းပြပါတယ်ပါကာကအကြီးစားဓမြတိုက်မှုအတွက်ဂယ်ရီကိုပူးပေါင်းဖို့ခေါ်တယ်ဂယ်ရီနဲ့ပါကာကဇန်နဲ့တွေ့တဲ့အခါဇန်ကသူ့ဖွဲ့သားတွေဖြစ်တဲ့ဟယ်ရီရွန်မတီတို့နဲ့မိတ်ဆက်ပေးတယ်သူတို့ကရလာရင်ရတနာတွေကိုခွဲဝေပြီးယူကြမှာဟယ်ရီကသူတို့ကိုရုပ်ထုတစ်ခုကိုပြတယ်အဲ့ဒါကရတနာတိုက်ထဲကရုပ်ထုနဲ့ပုံစံတူပါ
သူတို့ကရုပ်ထုစစ်နဲ့တူကိုလဲလှယ်ဖို့အစီအစဉ်ဆွဲထားတာပါကာကမင်းတို့အမေရိကန်ရဲ့အကြီးဆုံးပြတိုက်မြူဇီယံစစ်ကိုတပြတိုက်လို့မရဘူးအစီအစဉ်ဆွဲဖို့ကလနဲ့ချီပြီးကြာနိုင်တယ်ငါမှပိုကောင်းတဲ့ကြံရှိတယ်အောက်ဖုတ်ဘွဲကဒါကိုအရင်ခိုးသွားစမ်းမှာပြီးရင်သူတို့အောက်ဖစ်ဘွဲကလည်းဓာတ်ရိုက်ခိုးယူမယ်လို့ပြောပြလိုက်တယ်ဟယ်ရီနဲ့ဆန်ကဒီအကြံကိုသဘောကျသွားတယ်ဒီအချိန်မှာမတီယိုကသူဟာဆန်ရဲ့ချစ်သူပါဆိုပြီးပါကာနဲ့ဆန်ကိုဝေးဝေးနေဖို့ချင်းချောက်ပါတယ်ပါကာကမတီယိုကိုဆန်ကလူတိုင်းရှင်းမှာအဝိစားတွေချွတ်တမန်မင်းသိတတ်တယ်လို့ပြန်ပြောလိုက်တော့မတီယိုဒေါသထွက်သွားတယ်ပြီးတော့ပါကာနဲ့ဂယ်လီတို့ထွက်လာရင်ကပါကာကအောက်ပိတ်ဖွဲ့ကေဆက်စီကနေပြန်ခိုးရမယ်လို့ပြောတယ်ဂယ်လီကခမရကေဆက်နဲ့ထပ်ပြီးပြဿနာမရှာသင့်ဘူးပါကာကအရင်ကတည်းကငါကသူ့ကိုလှည့်စားပြီးပျောက်ကွယ်သွားခဲ့တာအခုလည်းလုတ်ပြမယ်ပြောလိုက်တယ်ဒါပေမဲ့ဟယ်ရီကဆန်ကိုပိတ်မယုံဘူးတဲ့အဲ့ဒီညမှာပါကာနဲ့ဆန်ဟာစားတောက်ဆိုင်တစ်ခုမှာဘော့စကိုရဲ့ချစ်သူရိုင်နဲ့သွားတွေ့တယ်ဆန်ကရိုင်ကိုတာเจ้าမာเจ้าပြောနေသေးတယ်ပါကာကတော့အချိန်မဆွဲဘော့စကိုသေသွားပြီလို့ဟောဟောတိုင်းတိုင်းပြောချလိုက်တော့ရိုင်ရဲ့ကြူပါအောင်ငိုပါတော့တယ်ပါကာကဘော့စကိုမှာအစီအစဉ်ရှိတယ်သူအဲ့ဒါကိုလိုချင်တယ်ဆိုတော့ရိုင်ကအဲ့ဒါကအပေါ်ထက်ကအခန်းထဲမှာရှိနိုင်တယ်လို့ပြောပါတယ်ဒီအချိန်မှာကိန်းလွတ်လိုက်တဲ့လူမိုက်တွေအများကြီးရောက်လာပြီးရိုင်ကိုဘော့စကိုအကြောင်းမေးမြန်းပြီးလူတိုင်းကိုလိုက်ဖမ်းဖို့ကြိုးစားတယ်ပါကာနဲ့ဆန်ကလူမိုက်တွေကိုတိုက်ခတ်ပြီးတနက်ပြစ်မှုစတင်ဖြစ်ပွားတော့ကြားတဲ့လူတွေအကုန်လုံးဝေယုံသုံးကထွက်ပြေးကြပါတယ်ပါကာကအပေါ်တက်ခန်းကိုရောက်လာပြီးရုပ်ထုကြီးရွှေ့ပြောင်းမဲ့အစီအစဉ်ပါတဲ့ရုပ်ကိုရှာတွေ့တယ်အဲ့ဒီခန်းထဲကိုကိန်းလဲရောက်လာတယ်ပါကာကသူ့ကိုတိုက်ခတ်တော့ကိန်းတယောက်ဗရင်ဘောက်ကနေကျွံထွက်ပြီးအောက်မပြုတ်ကြအောင်ခန်းစည်းလိုက်ကောင်ကိုလှမ်းဆွဲလိုက်တယ်ဖြစ်ချင်တော့ပိတ်ဆကပြဲသွားလို့သူအောက်မကျအောင်ပါကာကပဲအမြန်ဆွဲထားလိုက်ရသေးတယ်စေတနာနဲ့တော့မဟုတ်ပါဘူးအောက်မှာရဲကားရောက်နေလို့ပါကားတွေကရဲတွေထဲကိုဝင်သွားတော့မှသူစုပ်ကင်ထားတဲ့ပိတ်ဆကိုလွတ်ချလိုက်ပါတယ်ဒါပေမဲ့တပ်ပြင်းတဲ့ကိန်းတယောက်ထော့နဲ့ရအောင်ထွက်သွားနိုင်လိုက်သေးတယ်သိမကြခင်မှာဒဏ်ရာတွေနဲ့ကိန်းတယောက်ကေဆက်ကိုတွေ့တော့ဘော့စကိုဘယ်မှာလဲလို့စီးမေးတယ်ကိန်းကဘော့စကိုတေသွားတော့ပြီးပါကကိုမြင်ခဲ့ပြီးပါကသူတို့ရုပ်ကိုရွှေ့ပြောင်းမဲ့အစီအစဉ်ကိုသိသွားလိုက်ပြီလို့ပြောပြလိုက်တော့ပါကသိတ်အန်ဒီများတယ်လို့ပြောပြီးကေဆက်ကြီးကျယ်ဒေါသထွက်သွားပါတယ်ဒီလိုနဲ့ပါကာရဲ့ဖွဲ့ကအေဗာအဂျမ်နဲ့မတ်ဆိုတဲ့သူတို့လှုပ်တော့ငှားထားတဲ့တငယ်ချင်း၃ယောက်နဲ့လာပူးပေါင်းကြတယ်အရင်ကတွေ့ခဲ့တဲ့ရွန်နဲ့မတီယိုတို့ကိုတော့သူတို့အလုပ်ကနေဖယ်ရှားထားလိုက်တယ်ပါကာကအောက်စဖို့ဖွဲ့ရဲ့အစီအစဉ်အပြည့်အစုံကိုကြည့်တယ်အဲ့ဒီမှာဂျနရယ်တိုက်တစ်ခုလုံးကပြတိုက်တစ်ခုမှရှိနေတာကိုတွေ့ရတယ်ပါကာကအစီအစဉ်ပြည့်စုံကိုသုံးသပ်အောက်စဖို့ဖွဲ့ကဂျနရယ်တွေကိုပြတဲ့ရဲ့မြေအောက်ယထာဘူတာကနေရွှေ့ပဲအမတ်ရဲ့ယထာတစီးနဲ့တည်သွားမယ်ဆိုတာထပ်သိရတယ်အဲ့ဒါတွေကိုလူဝီဆိုတဲ့ outfit ဖွဲ့သားတူကထိန်းချုပ်လှုပ်ရှားမယ်အေဗာနဲ့အဗန်တို့ကအဲ့ဒီယထာထိန်းချုပ်ခန်းကိုသွားပြီးယထာအမျက်နှုံးကိုမြင့်ပေးရမယ်ဂယ်ရီကတော့နောက်ဘူတာမှာယထာဘရိတ်တွေအလုံးမလုံးအောင်ဖျက်ဆီးရမယ်အဲ့ဒီခါကျရင်ယထာကအရှင်လွန်ပြီးလမ်းချော်အောက်ကိုဒလင့်ခောက်ခွေထိုးကျလာလိမ့်မယ်ဒါကိုဖွဲ့သားတွေကယထာမောက်တဲ့နေရာကိုသွားပြီးယတနာရုပ်ထုကိုဆွဲယူထွက်ပြေးရမယ်လို့တိုင်ပင်လိုက်ကြတယ်ဒီကြံကိုအားလုံးကသဘောကျပြီးဓမြတိုက်တာကိုနောက်တစ်နှစ်ညလုပ်မယ်လို့စီစဉ်လိုက်ကြပြီးလမ်းခွဲလိုက်ကြပါတယ်နောက်တော့ပါကာကသူ့အကြိုက်ဆုံးဟိုတယ်အခန်းစနစ်ကိုပြန်လာတော့အခန်းထဲမှာဇန်ကအသိရောက်နေတာတွေ့ရတယ်ဇန်ကဘေးအခန်းမှာတဲတာပါပုံမြင်တစ်ပုတ်ပြောပြခြင်းလို့ပါတဲ့ပြည်သစ်မှာစစ်ပစ်တုံးကတဲငောင်းတယောက်ပြပြထန်ထန်တိုက်ခတ်ခဲ့တယ်ဒါနဲ့ထိုးခံရတော့မှအဲ့ဒီတဲကောက်ဟာအမျိုးသမီးတူဖြစ်နေတာတွေ့ရတယ်သူ့ရဲ့ရဲစံတတိကိုဂုဏ်ပြုဖို့ Lady Oranda ဆိုတဲ့ရုပ်ထုတစ်ခုကိုထုလုပ်တာပါလို့ဇန်ကပြောပြတယ်ပါကာတို့ခုံးမဲ့ရုပ်ဆိုတာအဲ့ဒီရုပ်ထုကြီးပါပဲဒါကြောင့်ဒီပုံပြင်ကိုသူစိတ်ဝင်စားသွားတယ်အဲ့ဒီအချိန်ရောက်မှသူတို့ဖယ်ထားတဲ့ရွန်နဲ့မာကိုတို့ရောက်လာပြီးပါကာနဲ့ဇန်တို့နှစ်ယောက်စလုံးကိုထိုးချိတ်မေမြော့အောင်လုပ်လိုက်ကြတယ်နောက်တော့ပါကာကိုလူသူကွင်းရှင်းတဲ့နေရာမှာကျိုးတုတ်ထားပြီးရွန်နဲ့မာကိုတို့က outfit ဖွဲ့သားတွေစီဖုံးဆက်ပါကာကိုဒီမှာချုပ်ထားတယ်လို့သတင်းလမ်းပေးလိုက်တယ်ပါကာကမင်းတို့ယူနေလားအောက်ဖို့ဘက်ကဒီကိုရောက်လာရင်မင်းတို့ကပါတမမာလို့ပြောလိုက်တယ်ပြောတဲ့အတိုင်းပါပဲချိန်နဲ့ကိုအောက်ဖို့ကလူမိုက်တွေရောက်လာတော့ရွန်ကိုတပ်ပစ်လိုက်တယ်ပါကာကမစီကိုအသေးသက်ခိုင်းလိုက်ပြီးသူ့ကိုသူတို့လွတ်အောင်ထွက်ပြေးလိုက်ပါတယ်ပြီးတော့အောက်ဖို့ဘက်ကနောက်ဆုံးလူမိုက်တယောက်ကိုတနက်နဲ့ပစ်ပြီးအဆုံးသတ်လိုက်တယ်ဒီအချိန်မှာကေဆက်စီကနေဖုန်းဝင်လာလို့ပါကာနဲ့ဓာတ်ရိုက်စကားပြောဖြစ်သွားတယ်ကေဆက်ကဒေါသတကြီးနဲ့ပါကာမင်းပြန်ပြီးအသက်ရှင်လာစရာမလိုဘူးဘာလို့လဲဆိုတော့ငါမင်းကိုထပ်ပြီးတပ်ပစ်အောင်မှမှုလို့ပဲလို့ပြောတယ်ပါကာကငါမင်းရဲ့ခေါင်းဆောင်ဟောင်းကိုတပ်ပြီးမင်းကိုခေါင်းဆောင်နေရာရအောင်ငါလုပ်ပေးခဲ့တာမင်းကငါ့ကိုဖယ်ရှားဖို့ကြိုးစားရင်ငါကလည်းမင်းကိုထပ်ပြီးအဆုံးသတ်အောင်ပဲကျင်းလိုက်ပါတယ်ကေဆက်ကပါကာမင်းဘာမှမလုပ်နိုင်ဘူးကွာမင်းကငါယတနာကိုခိုးလို့ရမယ်ထင်နေတာလားဒီကိစ္စကမနှက်ပြန်မဟုတ်ဘူးကွာငါဒီနေ့ပဲပြန်ခိုးပြီးသွားပြီလို့ပြောပြလိုက်တော့ပါကာအံ့အားသင့်သွားပါတယ်ဖုံးချသွားတဲ့နဲ့ပါကာနဲ့ဇန်တို့က
သူ့ဖွဲ့သားတွေစီကိုဓမြတိုက်မှုကဒီနေ့ပဲလောက်ကြရမှာလို့တနာရီတွင်အစီအစဉ်အကုန်လုံးပြီးအောင်လုပ်ရမယ်လို့လှမ်းပြီးအမိန့်ပေးလိုက်ပါတယ်သူပြောတဲ့အချိန်မှာဟိုလေးယောက်ကဒီနေ့အလုံးမရှိဘူးထင်လို့ပျော်ပါစေးကွဲနေတဲ့အချိန်အစီအစဉ်ကခုချက်ချင်းပြောင်းသွားပြီဆိုတော့သူတို့လည်းစေးကွဲကွဲနဲ့သတ်မှတ်နေရကိုအသီးသီးရအောင်တော့ထွက်လာကြပါတယ်အေဗာနဲ့ဒန်တို့ကထိန်းချုပ်ခန်းကိုရောက်လာကြတယ်မန်နေဂျာကသူတို့ကိုအထက်ဝင်ခွင့်မပြုခမားတို့အဖွဲ့ထဲမှာလူဝစ်ဆိုတဲ့လူကယထာကိုထိန်းချုပ်ပြီးပြဿနာရှာတော့မယ်လို့ပြောလိုက်မှမန်နေဂျာထိန်တုံလှုပ်သွားတယ်ဒီအချိန်မှာပဲအထက်ကရှိတဲ့လူဝစ်ကမလွဲမရှောင်သာမန်နေဂျာကိုတနက်နဲ့ထုတ်ပြီးချိန်လိုက်ပါတယ်လူဝစ်ချင်းချုပ်နေတဲ့ကြားကဝင်တဲ့တယောက်ကတကားကိုဖွင့်တဲ့ခလုတ်ရအောင်နှိမ့်လိုက်လို့အေဗာနဲ့အဒန်တို့အထက်ကိုဝင်လို့ရသွားတာနဲ့လူဝစ်ကိုအမြန်ဖမ်းလိုက်ရတယ်အထက်ကဝင်တဲ့အားလုံးပျော်သွားချိန်ရောက်မှသူတို့ကတနက်ပြပြီးကဲအားလုံးလက်မြောက်နေရမှာကြောက်ကပ်ပြီးနေဒီအမှတ်ရထားကိုငါတို့သိမ်းလိုက်ပြီလို့ထပ်ဆင့်ချင်းချောက်လိုက်လို့ဝန်ထမ်းတွေလည်းကြားကြောက်လို့ရှင်ကြီးကြားထက်ဆိုးတဲ့ဘဝမျိုးရောက်သွားပါတယ်ပြည်တာနဲ့စီစဉ်တဲ့ယထာကိုသူတို့ကအရှိန်မြင့်လိုက်တယ်ဒါပေမဲ့သူတို့နောက်ကျနေခဲ့ပြီယထာကသူတို့လိုချင်တဲ့အရှိန်မျိုးထိမြင့်သွားတာမျိုးမရှိယထာထဲမှာလည်းလူမိုက်တွေအများကြီးပါလာတယ်အဲ့ဒီချိန်ဂယ်ရီကဘရိတ်ကိုသွားပြီးအလုံးမလုံးအောင်ဖြတ်ပစ်ပေမဲ့ယထာကရှေ့ကိုပဲဆက်သွားပါတယ်ဒါပေမဲ့အရှိန်သိမ့်မတက်တဲ့အတွက်သူတို့ကြိုတွက်ထားတဲ့အကွေ့ပါယထာကလမ်းချော်တိတ်မောက်တာမျိုးမဖြစ်ပဲရှေ့ကိုဆက်ပြီးခုံမောင်းသွားတယ်သူတို့အားလုံးအကြံစီပြက်လူနီးပါးဖြစ်သွားချိန်ပါကာကမြေပုံကိုကြည့်ပြီးရှေ့မှာနောက်တစ်ခွေရှိသေးတယ်ငါတို့ယထာအရှိန်ကိုထပ်မြင်ပြီးအဲ့ဒီနေရာကဘရိတ်တွေကိုအလုံးမဖြစ်အောင်လုပ်ရမယ်လို့အစီအစဉ်ကိုချက်ချင်းပြောင်းလိုက်လို့တစ်ဖွဲ့လုံးပြာခတ်ကုန်ကြတယ်ဒါပေမဲ့ထတ်တိုးအစီအစဉ်သက်မှာဂယ်ရီရောက်ရမယ့်နေရာကိုအချိန်မီမရောက်ယထာကသူ့ကိုကြော်ပြီးထွက်သွားချိန်မှာတော့သူလည်းကြံရမရတဲ့အဆုံးလေဘရိတ်ဘက်ကိုတနက်နဲ့လှမ်းစော်လိုက်တာဘာပဲဖြစ်ဖြစ်သူကြံအောင်သွားပါတယ်ယထာကအချိန်ပြည့်ပြည့်နဲ့ပါကာနဲ့ဇန်တို့စောင့်နေတဲ့ဘက်ကိုဥတီလာတယ်ဒီချိန်ယထာကတွက်ဆထားသလိုလမ်းချော်တိတ်မောက်အောက်ကိုပြုတ်ကျလာပြီးမဲ့အချိန်ကသိမ့်များလွန်းလို့မြေပြင်ပေါ်မှာတွေ့သမျှဒီရွတ်တိုက်ဆွဲပြီးလိုက်တိုက်ချနေလို့သူတို့လည်းကားနဲ့နောက်ပြန်လှည့်ပြီးယထာပြက်အကြည့်မခံရအောင်စွပြေးကြရသေးတယ်ကံကောင်းလို့သူတို့တပ်ဘေးကနေပုတ်ခါတီကလွတ်မြောက်သွားကြတယ်ကွန်တိန်နာတွေကိုဖွင့်ကြည့်လိုက်တော့ရတနာတွေစားကြောက်တုံးတွေပဲသူတို့တွေးလိုက်ရပါတယ်သူတို့ကေဆက်ရဲ့အနှက်ကိုခံလိုက်ရပြီလို့သိပြီးအားလုံးစိတ်ပြတ်သွားကြတယ်ဇန်ကကေဆက်ကယထာလူကြီးကိုဘာလို့လွတ်လိုက်တာလဲလို့မေးတယ်ဂယ်ရီကပါကာမင်းကိုတတ်ဖို့ဖြစ်မှာပေါ့လို့ပြန်ဖြေလိုက်တယ်သိမကြပါဘူးအဲ့ဒီနေရာကိုလူမိုက်တွေအုပ်စုလိုက်ရောက်လာပြီးဝိုင်းပြီးပြစ်ကြတယ်သူတို့၃ယောက်လူမိုက်တွေကိုပြန်လဲခုခံနေကြတော့ထွက်ပြေးဖို့လုပ်တဲ့ကားကလည်းတာယာပေါက်လို့ချူသွားနေတယ်နောက်ကနေရဲကားတွေကလည်းလိုက်လာကြပြီဒီအချိန်မှာသူတို့ရှစ်ကိုပိတ်ရဟန်တားဖို့ကြိုးစားတဲ့ရဲကားတစ်စီးကိုနောက်ထပ်ရဲကားတစ်စီးကဖျက်တိုက်ချလိုက်တာတန်တော်တွေးလိုက်ရတယ်သတိချာကြည့်လိုက်တော့စေးကွဲနေတဲ့မတ်ကရဲကားကိုပါအလစ်တုတ်လာတာပဲဘာပဲဖြစ်ဖြစ်ရဲကားနဲ့ထွက်ပြေးတာဆိုတော့သူတို့ဘေးလွတ်ရာကိုအမြန်ရောက်သွားခဲ့ပါတယ်နောက်တစ်နေ့လူရမှုအစမပြေလို့တပွဲသားတွေစိတ်ပြတ်နေကြတယ်ပါကာကမပူပါနဲ့ဒီလုပ်ကိုဆုံးသက်ဖို့ငါမှအစီအစဉ်ကြံသေးတယ်လို့အားပေးတယ်ပါကာက office မှာဝယ်လက်ကရှိပြီးသားဒါကိုငါတို့သိရရတနာတွေကိုထုခွဲလိုက်ရင်ဒေလီရုပ်ထုကြီးနဲ့တွဲနေတာသူတို့ဖျက်လိုက်ရင်ဈေးကောင်းရတော့မှာမဟုတ်ဘူးဝယ်လက်ဘက်ကဘသူဆိုတာသိဖို့လိုတယ်မနေ့ကမသေးပဲပြဿနာရှာသွားတဲ့ကိန်းကိုသွားမေးရင်လက်ဝယ်ကိုသိနိုင်တယ်ဒါဆိုရင်ရုပ်ထုကြီးဘယ်မှာရှိတယ်ဆိုတာသိရမယ်လို့ပြောပြလိုက်တော့အားလုံးပြန်ပြီးစိတ်တက်ကြော့သွားပါတယ်အဲဒီနောက်တော့ပါကာနဲ့ဂျယ်ရီတို့ကအရာရှိဟန်ဆောင်ပြီးကိန်းနှက်နေတဲ့တိုက်ခန်းကိုလိုက်သွားကြတယ်တွေ့တဲ့အဆောင်တွေကိုတိုက်ခိုက်ကျန်တယောက်ကိုချင်းချုပ်ပြီးကိန်းရှိတဲ့နေရာမေးလိုက်တယ်အကြောင်းစုံသိရတော့မှအဲ့ဒီလူကိုတိုက်ပေါ်ကနေပြစ်ချလိုက်ပါတယ်ဒီအချိန်မှာကိန်းကသူ့ကြီးစားမီရာနဲ့အတူရှိနေတယ်ပါကာကသူ့ကိုတိုက်ပေါ်ကနေပြစ်ချခဲ့ဘူးလို့ပါကာကိုမြင်တော့ကိန်းကကြောက်လန့်နေတယ်ပါကာကရုပ်ထုဘယ်မှာလဲလို့မေးလိုက်တယ်ကိန်းကခမားကပြောပြရင်ကျုပ်ကိုအပေါ်တက်ကနေထပ်ပြစ်ချလိုက်မယ်လို့ပြောရှာတယ်ပါကာကမပြစ်ပါဘူးလို့ဂရီပေးနေချိန်မှာပဲဂယ်ရီကတော့သူ့တက်တော်ဆောင်ကိုတော့ပြစ်ချလိုက်ပြီလို့ပြောလိုက်လို့ကိန်းတယောက်သတိလစ်သွားပါတယ်ပါကာဘာလို့ရမယ်မသိတော့တဲ့ချိန်ကိန်းရဲ့ရီစာမီရာကရုပ်ထုအကြောင်းလားဒါလေးများပေါဂရစ်ဆိုတဲ့လူကဝယ်မာလေးလို့ပြောပြလို့ပါကာနဲ့ဂျယ်ရီသိပ်ပျော်သွားကြပါတယ်နောက်တော့ပါကာကပေါနဲ့သွားတွေ့ပြီးလေဒီရုပ်ထုဘယ်မှာရှိလဲလို့တနက်ပြပြီးမေးတယ်ပေါကငါမင်းကိုမကြောက်ဘူးငါကအရန်ချမ်းသာတဲ့လူလို့ပြောတယ်ပါကာကသူ့လူတယောက်ကိုအဲ့ဒီနေရာမှာပြစ်သက်ပြလိုက်တဲ့အခါပေါတစ်ခုလုံးကြက်သိမ်းထသွားတယ်ဒီတော့မှပေါကမြို့ရဲ့တစ်ဖက်ချမ်းမှာကြီးမားတဲ့စစ်ကြီးတစ်ခုရှိတယ်အတွင်းမှာမိကန်တက်တာရှစ်လုံးရှိတယ်အဲ့ဒါတွေကိုဖွင့်လို့မရဘူးမနေ့၈နာရီမှတစ်ချိန်ပဲသူ့လိုပွင့်တာရုပ်ထုကိုနံပါတ်1မိကန်တက်တာလေးထည့်ထားတယ်တဲ့ဇန်ကအွန်လိုင်းကနေအသေးစိတ်ချက်လက်တွေကိုအမြန်ရှာလိုက်တယ်
ပါကာကငါကဘုံလုံးတဲ့နေရာမှာတိတ်ကျွမ်းတယ်အလွယ်တကူဖွင့်နိုင်မှာပါလို့ပြောလိုက်ပါတယ်နောက်တော့သူတို့ပေါ်ကိုတနေရာခေါ်သွားပြီးမတ်စ်ကိုစောင့်ကြည့်ခိုင်းကျန်တဲ့သူတွေကတော့ဗန္ဒာတိုက်ဝင်ခိုးမဲ့အစီအစဉ်ဆွဲကြပါတယ် Safe ချစ်လုံးရှိရာနေရာမှာရှိတဲ့ CCTV တက်ခန်းကလုံခြုံရေးတွေကားတိုက်မှုတစ်ခုဖြစ်တာကိုတွေ့ပြီးသူတို့ကင်မရာမှာမှောင်ကျသွားလို့တယောက်ကပြင်ထွက်ပြီးစစ်ဆေးတဲ့အချိန်ဇန်နဲ့ဂယ်ရီတို့ကချောင်းမြောင်းပြီးသူ့ကိုတတိလွတ်အောင်လှုပ်လိုက်ပါတယ်အထက်ကိုသူတို့ရောက်သွားကြတယ်ဒီတော့တွင်ပေါ်ကလည်းသူ့ကိုစောင့်ကြည့်နေတဲ့မတ်ဆေးကွဲပြီးအိပ်ပျော်သွားတာကိုအခွင့်ကောင်းယူပြီးအိမ်ထဲကနေခိုးထွက်ကီဆက်စီဖုံးဆက်လိုက်တယ်သူတို့ကိုပြန်တပြတ်တိုက်နေပြီဆိုတဲ့အကြောင်းပြောပြတယ်ဒေါသထွက်သွားတဲ့ကီဆက်လည်းစစ်ပြေရှိရာစီကိုအလင်းမြန်ရောက်လာပါတယ်ဒါပေမဲ့သူရောက်လာချိန်မှာပါကာကမိကန်တက်တာတစ်လုံးကိုဘုံခွဲပြီးသွားပြီအတွင်းကမိကန်တက်တာမှလည်းအလွတ်ကြီးဖြစ်နေတယ်ဒီလိုတကားမြုပ်ကိုဖွင့်ယူသွားလို့ကီဆက်တုံလို့သွားတယ်ပါကာတို့ကတော့ရုပ်ထုကိုကားတစ်စီးနဲ့ယူပြီးအဲ့ဒီကနေထွက်သွားပါပြီချက်ကသူ့လူတွေအားလုံးကိုကမန်းကနန်းနောက်ကနေလိုက်ခိုင်းတဲ့အခါကားချေစင်စင်ကြီးတစ်ခုစတင်ပါတော့တယ်ပါကာနဲ့ဂယ်လီတို့ကရုပ်ထုကိုတဲပြီးခဝေးဝေးကြီးကားနဲ့ထွက်ပြေးကြသေးတယ်နောက်ဆုံးမှာတော့တောင်ကုန်းတစ်ခုပေါ်မှာမောင်းချနေတော့ရုပ်ထုကအမှတ်မထင်အောက်ကိုလိမ့်ကျပြီးလူမိုက်တွေရုပ်ထုကြီးကိုပြန်ရသွားပါတယ်ခဏကြာမှရုပ်ထုကိုပေါ်ရဲ့အိမ်ကိုပြန်ယူလာကြလို့ပေါ်သိပ်ပျော်သွားတယ်မနေ့ကျရင်ကေဆက်စီကိုရုပ်ထုပြန်ပို့မဲ့အကြောင်းလူမိုက်တွေကိုပြောပြအားလုံးထွက်သွားတော့မှရုပ်ထုကိုရတာခံပြီးစစ်စစ်ဆက်ဆက်ရှောက်ကြည့်တဲ့အခါအဲ့ဒီရုပ်ထုတဲကနေဗရမ ्या တစ်လုံးအောက်ကိုပြုတ်ကျလာတယ်ဘောကဗရမ ्या ကိုစစ်ဆေးကြည့်တဲ့အခါအတုမှန်းဖြစ်နေတာသိရလို့ရုပ်ထုတစ်ခုကြီးကအတုဆိုတာအခုမှသူတည်သွားပါတယ်နောက်ပိုင်းမှာဘောကအာနာရှင်ကိုဆက်သွယ်ပြီးအကြောင်းစုံပြောပြတော့အာနာရှင်ကကေဆက်ကိုသိပ်ဒေါသထွက်သွားတယ်ဘာလို့ငါဖောက်တဲ့ကိုရုပ်ထုတုပေးပြီးအစ်စ်ကိုမင်းကင်ထားတာလဲပေါ့ကေဆက်ကကျွန်တော်ရုပ်ထုအစ်စ်ကိုပို့ခဲ့တာပါလို့ကြိမ်ပြောပေမဲ့အာနာရှင်ကသူ့ကိုတစ္ဆာဖောက်မှုနဲ့တိမ်မိတ်ပေးတယ်လို့လှမ်းပြောနေတယ်ကေဆက်ဒေါသထွက်ပြီးတခုခုတော့မှားနေပြီငါတို့စစ်ပြေရှိရာပြန်သွားရမယ်လို့ပြောလိုက်ပါတယ်ဒီတော့တွင်မှာဂယ်ရီကမတ်ကိုအိတ်ချောင်ဆောင်ခဲ့တာပြပြနေဆိုပြီးပြက်ဆက်မင်းသားပြချီးကျူးနေတယ်ဒါကသူတို့ရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းပါပေါထွက်ပြေးသွားပြီးကေဆက်ကိုပြောလို့ကေဆက်လည်းအဲ့ဒီနေရာကလေထွက်သွားတာမှတ်လားတကယ်တော့သူတို့က safe နံပါတ်1မိကန်တက်တာနံပါတ်ကိုအခြားနံပါတ်နဲ့တစ်ခုလဲပြီးအယုံမရှိတဲ့အခန်းကိုဘုံခွဲခဲ့တာပါပြီးတော့တစ်ချိန်ကသူတို့လှုပ်ထားတဲ့လေဒီရုပ်ထုအတုကိုတဲပြီးကားပတ်မောင်းခဲ့တာအစ်စ်ကိုအခုမှသူတို့ဖွင့်နိုင်လိုက်ကြတာပါဒီအချိန်မှာပဲမကြေပွဲနှွတ်မဲ့ကေဆက်နဲ့သူ့လူတွေလည်းပြန်ရောက်လာကြတယ်ကေဆက်ကပါကကိုလက်နဲ့ချခိုင်းပြီးငါ့ကိုရုပ်ထုတူပေးပြီးလှည့်စားတာပေါ့လေအခုတော့မင်းတကယ်ရှုံးပြီကွာလို့ပြောတယ်ပါကကတော့အေးဆေးပဲနိုင်ဖို့အတွက်တစ်ခါတလေအရှုံးကြဖို့လိုတယ်ကွာငါမင်းကိုလက်နဲ့ချီပြီးစောင့်ကြည့်နေခဲ့တာမင်းပတ်စံလေးအပ်ထားတဲ့ဗန်တိုင်းကိုငါတပြတိုက်ခဲ့တယ်ဒါကြောင့်အောက်ဖစ်ရဲ့မျက်စွန်းတွေအကုန်ထိုးကျသွားတာမင်းလည်းအားနေပြီးဒေဝါလီတောင်ခံရတော့မှာဒါကြောင့်အခုအာနာရှင်တဲ့ဒီလိုအယောင်းဝယ်ကြီးစားကိုမင်းလှုပ်ချင်တာကွာငါသိတာပေါ့ဒါပေမဲ့ဒီအယောင်းဝယ်ပြတ်သွားရင်အာနာရှင်ကမင်းကိုတကယ်တတ်လိုက်ဘူးမင်းဘဝပြတ်ပြီလို့ပြောပြီးပါကာကသူ့လက်ထဲကခလုတ်ကိုနှိပ်လိုက်တာရုပ်ထုကြီးပောက်ကွဲပြီးအစိမ့်စိမ့်မွားမွားဖြစ်သွားပါတော့တယ်အားလုံးပြာသွားကြတယ်ဗယံမတာတွေဖြစ်ကုန်ပါပြီပါကာကလူမိုက်တွေကိုရှင်းပြီးကေဆက်ကိုဖမ်းလိုက်တယ်ပါကာကဒီဓမြတိုက်တဲ့ပတ်စံတွေကိုငါတခါမှမလိုချင်ခဲ့ဘူးငါကမင်းကိုပဲလက်စားချေချင်တာတစ်ချိန်ကငါလူတွေကိုတတ်ခဲ့တဲ့အတွက်မင်းပြန်ပြီးပေးဆက်ရမယ်ဆိုပြီးကေဆက်ကိုအဲ့ဒီနေရာပဲတတ်ပစ်လိုက်ပါတယ်အပြင်မှာတော့ကေဆက်ရဲ့လူမိုက်တွေနဲ့အာနာရှင်ရဲ့ကြီးစားတွေတိုက်ပွဲဖြစ်နေကြတယ်ပါကာကသူတို့ဖွဲ့နဲ့တူကားမောင်းပြီးအဲ့ဒီနေရာကနေအမြန်လစ်ထွက်လာလိုက်ပါတယ်နောက်တနေ့အိမ်မှာပါကာရဲ့တငယ်ချင်းတွေမှိုင်နေကြတယ်သူတို့ဖွတ်မြဓမ္မဆုံးဖြစ်ခဲ့တယ်လို့ထင်နေကြတော့မှပါကာကသူမဖောက်ခွဲခင်ကရုပ်ထုစီကနေထုတ်ထားတဲ့ရတနာတွေကိုခွဲဝေထုတ်ပြေးလို့သူတို့အားလုံးပျော်သွားကြတယ်ပါကာကဟိုတယ်ကိုရောက်လာပြီးဇန်နဲ့တွေ့တယ်ဇန်ကသတင်းတွေကြည့်နေတယ်ပါကာကပေါ်နဲ့အာနာရှင်တို့ဖုံးခေါ်ဆုံးမှုကိုမှတ်တမ်းတင်ပြီးအာနာရှင်ရဲ့လှုပ်ဝက်ချက်ကိုတစ်ကမ္ဘာလုံးသိအောင်ဖော်ထုတ်ခဲ့တာပါဒါကြောင့်အာနာရှင်ကိုဖြုတ်ချနိုင်ခဲ့ပြီးပါကာကခိုးယူထားတဲ့ရတနာတွေထွဲကတော်တော်များများကိုဇန်ရဲ့နိုင်ငံစီပြန်ပို့ပေးခဲ့တယ်ဒါကြောင့်ဇန်သိပ်ပြောနေတယ်ပါကာကိုသူနဲ့တူလိုက်ခဲ့ဖို့ခေါ်တယ်အခုခေါင်းဆောင်တစ်ကတော့လူကောင်းပါတယ်ပါကာကမင်းနဲ့ငါအတူနေလို့မရဘူးမင်းကငါတငယ်ချင်းတွေကိုသတ်ခဲ့တဲ့သူလေမှတ်မိလားဇန်ကဒရိုးလေးနဲ့ကျမတို့တယောက်ကိုတယောက်ချစ်နေတယ်လို့ထင်တာလို့ပြောတယ်ပါကာကမင်းကောင်ကသဘောကျတာမှန်ပေမဲ့မင်းကငါလူတွေကိုသတ်ခဲ့တာဒါကိုပြင်လို့မရဘူးလို့သွေးနဲ့ပြောလိုက်ပါတယ်ဒီတစ်ခါမှာတော့ဇန်ကရေမောပြီးပါကာပေးတဲ့ရက်ကိုတောက်ဒါကြောင့်သူကအများကောင်းကျိုးလို့သူ့ရဲ့ကံကြမ္မာကိုလက်ခံလိုက်ပါတယ်နောက်ဆုံးမှာတော့ဟိုတယ်ခန်းကနေတနက်တန်တစ်ချက်ထွက်သွားပါတော့တယ်နောက်ပိုင်းမှာပါကာကအေဘစီကိုတွားတွေ့ပြီးစိန်တချို့ကိုလက်ဆောင်ပေးတဲ့ပြင်ဇန်ကိုတက်ပြီးလက်စားချေပြီးလို့ပြောပြလိုက်လို့အေဗာဝမ်းသာသွားပါတယ်
နောက်ဆုံးမှာတော့ Gary ကပတ်စံရလာပြီဆိုတော့သူ့ရဲ့ပြဆက်ရုံကိုပြန်လဲထူထောင်မယ်လို့ဆိုတယ်ပါကာကတော့သူ့ရဲ့အရင်ကအဖွဲ့သားတွေအတွက်ကေဆက်ရဲ့အောက်ဖက်ဖွဲ့ကိုရောဇန်ကိုပါလက်စားချိန်နိုင်လိုက်လို့ကျေနပ်နေတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်သားနောက်ထပ်လက်မြတိုက်အောင်မဲ့အစီအစဉ်တစ်ခုကိုဆွဲကြရင်ကဇလန်းဟာပြီးဆုံးသွားပါတော့တယ်ကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်